Okay အဲ့တော့ processor အမြင်တာတစ်ခုတည်းနဲ့တင် laptop account တစ်ခုလို့ပြောလို့မရတော့ဘူးเนาะကျွန်တော်နေတိုင်းအသုံးပြုရမယ်ဒီ body quality တွေပြီးရင်ကျွန်တော်တို့ဒီ keyboard တွေ display တွေ port တွေ weight တွေပေါ့เนาะ security ဘိုင်းတွေအကုန်လုံးကအသုံးဝင်မှာလား laptop account တစ်လုံးဖြစ်တယ်ပေါ့เนาะဒီနေ့ပြောမယ့် model ကကျွန်တော်လက်ထက်မှာရှိတဲ့ Dell Latitude 9420ဖြစ်ပါတယ် 11th generation Core i7 ပါဝင်ပြီးမဲ့ဒီ laptop ရဲ့တန်ဖိုးက i7 တစ်လုံးစာထက်ပိုတယ်ပေါ့เนาะအဲ့ဒါလေး review လေးပြေးချင်တာပေါ့Latitude series ဆိုတာပေါ့နော်ကျွန်တော်ဒီ Dell ရဲ့ business အသုံးပြုတွေအဓိကထုတ်ထားတဲ့ series ဖြစ်တယ်ဒီ9420ကတော့ premium ဘက်ကိုကျွန်တော်တို့ကရောက်တယ်ပေါ့နော်9000ကျော် series လည်းဖြစ်သွားတဲ့ model ဖြစ်တာပေါ့နော် consumer laptop တွေကဒီ design တွေ entertainment နဲ့ဈေးနှုန်းတွေကိုအဓိကထားရပြီးမြဲ Latitude series ကတော့ရုံးလုပ်ငန်းသုံးတာတွေခီးသွားတာတွေ meeting တက်တာတွေယုံကြည်စိတ်ချအောင်တိစောက်ထားပြီးတာပေါ့နော် cover လေးကိုလည်းကြည့်လိုက် carbon fiber body ပုံစံမျိုးနဲ့ဆိုတော့အရင်မိုက်တယ်လေ့ကျင့်ရလဲ 1.2 kg လောက်ပဲရှိမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ sleeve လက်မlaptop တစ်လုံးဆိုတဲ့အတွက်ကျွန်တော်တို့ကတော်တော်လေးကိုပေါ်ပေါ်ဖြစ်တယ်ပေါ့နော်ဒီ Latitude 9420မှာအသုံးပြုထားတဲ့ 11th generation Core i7 configuration ကတော့ကျွန်တော်တို့ကတော့i7 85G7 ဖြစ်တယ်ပေါ့နော်ဒီကတော့ကျွန်တော်တို့ 4Go 8 thread ပါဝင်တယ်တင်းရန် lightweight laptop တစ်လုံးဖြစ်တယ် performance နဲ့ battery comparison ကိုမျှအောင်ဖန်တီးထားတဲ့ဒီ processor တွေဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ browser တွေသုံးတာတွေအများကြီးဖွင့်ထားတာတွေ Microsoft Excel file တွေအကြီးတွေသုံးတာတွေ accounting software တွေသုံးတာတွေ POS system တွေသုံးတာတွေ Zoom meeting တွေလုပ်တာပေါ့နော် Office application တွေတပြိုင်တည်းသုံးတဲ့အခါမှာလုံးဝ smooth ဖြစ်နေမှာပေါ့နော်နောက်ကြတဲ့ချက်ကတော့ RAM 16ပါအောင်ပါတယ် RAM 60 GB တကယ်ကိုအားသာပါတယ်ဒီကတော့ browser တွေ Excel တွေ YouTube တွေ application တွေကိုဒါရုပ်လျှောက်သုံးလို့ရတယ်ပြီးတော့ဒီဆက်မှာပါတဲ့ RAM 16ကပုံမှန် DDR4 RAM မဟုတ်ဘဲနဲ့ MPDDR4 မှာ dual channel memory ဖြစ်တယ်ပေါ့နော် dual channel ဖြစ်တဲ့အတွက်ကျွန်တော်တို့က processor နဲ့ graphic performance တွေ data ပို့ပြီးတော့ကောင်းတယ်အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီ Intel Iris AC graphic ကတိကျ dedicated မဟုတ်ဘူးလေမဟုတ်တဲ့အတွက်ကျွန်တော်တို့ RAM နေမျှသုံးတာဆိုတဲ့အတွက် dual channel RAM ဖြစ်နေခြင်းကဒီ graphic performance ကိုလည်းပို့ပြီးတော့အထောက်အကူပြုနေမှာပေါ့အဲ့တော့ 60GB ဆိုတဲ့ပမာဏလက်ရှိချိန်မှာoffice တွေ online meeting တွေ coding တွေ accounting တွေပေါ်စား content creation တွေအတွက်အရန်ကိုအဆင်ပြေတယ်တော်တော်လေးတဲ့သုံးဝင်တယ်ကျွန်တော်ဆိုလဲ16 GB နဲ့သုံးနေတော့မယ်ပေါ့နော် okay အဓိကဒါမဲ့တစ်ချက်လေးပေါ့နော်ဒီကောင်ကကြတော့ on board ဖြစ်နေတယ်မာသားဘုတ်မှာတစ်ခါလေးတက်ဆင်ထားတဲ့အတွက်နောက်ပိုင်းတော့ run ထပ်တိုးလို့မရဘူးဒါပေမဲ့စိတ်မူပါနဲ့ run 16 GB ကိုမှ dual channel တဲ့အတွက် share သုံးပါ AC လုံးလောက်ပါတယ်Intel Iris ကတော့ကျွန်တော်တို့ပုံမှန် HD တို့ UHD တို့ထက်ပိုပြီးတော့ graphic power graphic quality ပိုကောင်းတာပေါ့နော်ဒါပေမဲ့ Nvidia သို့မဟုတ် AMD တို့လို dedicated graphic မဟုတ်တဲ့အတွက်ကျွန်တော် gaming heavy တွေတော့မရဘူးဒီ system RAM ကို sharing သုံးတဲ့အတွက်ကျွန်တော်တို့ကအပေါ်သားပေါ့နော်အပေါ်သားဟာတွေပြီး full HD video ကြည့်ရတယ်အပေါ်သားဒီ editing လုပ်တာတွေ video editing လုပ်တာတွေမှာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ပြီး external monitor နဲ့ချိတ်ပြီးသုံးမှုတွေအတွက်လည်းဒါ Intel Iris ဆိုတော့တော်တော်လေးကိုကောင်းပါဒါပေမဲ့ကျွန်တော်တို့ဒီ set ရဲ့ရည်ရွယ်ချက်ကတော့ game ကစားဖို့ထက်ကျွန်တော်တို့အလုပ်လုပ်ရမှာမြင်မြင်ဆန်ဆန်ပို့ပေါ်ပါအသုံးပြုနိုင်မှုပဲဖန်တီးထားတဲ့ Dell ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ14လက်မ site တကယ်14လက်မ site တာပြောရပါလုံးဝတော့ကန်ရတာအရင်ပေါ့ပါနဲ့အရင်အဆင်ပြေတယ်ဟိုက design ပေါ့နော် full resolution လည်းရတော့လေပြီးရင်တဲရတာလည်းဒီမှာအရင်ဟိုဘယ်လိုပြောမလဲကိုင်းလို့လည်းကောင်းတယ်grid လည်းကောင်းတယ်ကျွန်တော်တို့ဟို14လက်မဆိုတာတဲ့14လက်မထက်နည်းနည်းလေးအောင်သေးသေးရပေါ့နော်သေးပြီးတော့ဒါပေမဲ့ screen size က14လက်မပေါ့နော်အဲ့တော့ကျွန်တော်တို့လုပ်ငန်းခွင်တွေကိုကောင်းကောင်းကျွန်တော်တို့အသုံးချလို့ရမယ်လောက်ရတာလည်းတွင်ကျယ်မယ်ပေါ့နော်ပြီးတော့ဒီ set လေးရဲ့တကယ်အသုံးဝင်တဲ့အားသာချက်ကတော့ port selection ဖြစ်တယ်ပေါ့နော်ကျွန်တော် USB Type C ပုံစံမျိုးThunderbolt 4နှစ်ပေါ်ပါဝင်တယ်ဒီဘက်မှာတစ်ပေါ်ဒီဘက်မှာတစ်ပေါ်အဲ့ laptop ပေါ်တွေကနေကိုက laptop အသွင်းလို့ရတယ် data ကူးလို့ရတယ် external monitor တွေပါချိန်လို့ရတယ် Docky system တွေနဲ့လည်းချိန်လို့ရတယ်ဥပမာပေါ့နော်ကျွန်တော် office desk မှာ Docky system တစ်လုံးထားမှဆိုရင် charger တွေ monitor တွေ LAN cable keyboard mouse အကုန်လုံး dock မှာချိန်ထားမယ်ပေါ့နော် laptop က cable တစ်ချောင်းနဲ့ချိတ်ဆက်သုံးယူလို့ရတယ်ပေါ့နော် Thunderbolt ဆိုတဲ့အတွက်အဲ့တော့ကျွန်တော်တို့ကဟိုတိတ်ကျိုးတွေအများကြီးဆက်မှာထိုးနေကြရမလို့ပေါ့နော် Docky တစ်ခုတည်းနဲ့သုံးလိုက်ရင်အဆင်ပြေတယ်ပေါ့နော်ပြီးရင် SD card တွေ USB တွေ HDMI တွေပါရတယ်ပေါ့နော်ကျွန်တော်တို့ရုံးမှာလည်း AC သုံးလို့ရတယ်ဒီ set လေးကတော့ကျွန်တော်တို့ SSD 256နဲ့လာပါတော့ဒါပေမဲ့သူ SSD ကတော့မြန်တယ်ပေါ့နော်မြန်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ storage 256လေးကတော့နည်းနည်းလေးစဉ်းစားရပါပေါ့နော်ကိုကနေမှာ video file တွေမသိမ်းဘူး software တွေအများကြီးမထည့်ဘူးဆိုရင်တော့အကောင့်နဲ့အဆင်ပြေတဲ့256ကဒါပေမဲ့ကိုက video file တွေလည်းသိမ်းမယ်ကိုဓာတ်ပုံတွေလည်းအများကြီးသိမ်းမယ်နော်
ဟိုက file size ကြီးတိုင်းသိမ်းမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကောင်ကို story upgrade တော့လုပ်ဖို့တော့စဉ်းစားရမယ်ပေါ့နော်။ဘာလို့ဆိုတော့256ကတော့ကျွန်တော်တို့ server file တွေလုပ်ငန်း file တွေ excel file တွေ word file တွေကတော့ AC ပါလောက်ပါတယ်။ဒီကောင်တွေကတော့ slot ဒီ SSD slot ပို့မပါတဲ့အတွက်ကျွန်တော်တို့ကရှိတဲ့ကောင်ကိုကျွန်တော် M2 ကိုဖြုတ်ရမယ်ဖြုတ်ပြီးကျွန်တော်တို့ကတော့ upgrade တိုးပေးရမှာပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော် business laptop တစ်လုံးမှာ performance နဲ့မဟုတ်ဘဲနဲ့ကျွန်တော် keyboard ကောင်းဖို့လည်းအရေးကြီးတယ်ပေါ့နော်ဒီ Latitude 920ရဲ့ keyboard ကစာများများရတဲ့ဒီ office user တွေ programmer တွေ content writer တွေတော်တော်ဆင်ပြေမဲ့layoutပါတယ်ပေါ့နော်ပြီးရင် bullet keyboard ပါဝင်တယ် bullet ပါတယ်အဲ့တော့ကိုရဲ့ဆက်ကဒီညနေမှလည်းအသုံးပြုရတော်တော်ဆင်ပြေမယ်အဲဒီကတော့တည်ဆောင်ရလွယ်မယ်နေ့စဉ်အသုံးပြုရတဲ့ experience ကိုအဓိကထားတဲ့ laptop ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကpremium business laptop တစ်လုံးရွေးချယ်တော့မယ်ဆိုရင်တော့ဒီ Dell Latitude 920 i7 11 generation CPU လေးနဲ့တွဲဖက်ထားတဲ့ဒီ Dell Latitude လေးကိုရွေးချယ်ဖို့အတွက်အကြံဉာဏ်ပေးလိုပါတယ်ထည့်သွင်းစဉ်းစားပေးပေါ့နော်ကိုဆိုက i7 လောက်သုံးခြင်းနဲ့ဆိုရင်တော့ဒီကောင်လေးတွေစဉ်းစားပေးပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ညနေကစာနေပါ